Hello ပင်လာပါဒီနေ့ကတော့ဒီ YouTube နဲ့မေးထားတဲ့မိကွန်းလေးတစ်ခုကိုဖြည့်ပေးခြင်းနဲ့အဲ့ဒါဘာလဲဆိုလို့ရှိရင် Gold ETF တမမလို့ရွှေ ETF ဝယ်တဲ့ခါမှာတဲ့ဘာနဲ့ဝယ်ရမလဲတဲ့ NISA အကောင့်နဲ့ဝယ်ရမလားတုတ်သိအကောင့်နဲ့ဝယ်ရမလားဆိုပြီးတော့မေးထားတယ်ပြီးတော့အဲ့ဒီနှစ်ကိုကဘာကွာလဲဆိုပြီးတော့မေးထားတာဖြစ်ပါလေဆိုတော့ဘာကွာလဲဆိုတာမပြောခင်အရင်ဆုံးကျွန်တော်ဒီရွှေ ETF ဖြစ်ဖြစ်silver ETF ဖြစ်ဖြစ်ကျွန်တော် NISA အကောင့်နဲ့ဝယ်လို့ရတယ်နှစ်မျိုးလုံးပေါ့နော် NISA ရောတုတ်သိအကောင့်နှစ်မျိုးလုံးနဲ့ဝယ်လို့ရတယ်ဆိုတော့ဘာကွာလဲဆိုလို့ရှိရင် NISA မှာ NISA နဲ့ဝယ်လို့ရှိရင်ကျွန်တော်အခွန်ပေးစရာမလို NISA ကအလုံးတည်တဲ့အတိုင်းပဲအခွန်လို့ဖြစ်တယ်အခွန်လုံးမှာဆောင်းစရာမလိုတဲ့ဒီအကောင့်အမျိုးအစားဖြစ်ပါတယ်ဒါပေမဲ့သူ့မှာကန့်သက်ချက်ရှိတယ်သူရဲ့ lifetime ဒီသတ်မှတ်ချက်က1,800အထိဖြစ်ပါတယ်ဆိုတော့အဲ့ဒီ1,800အတွင်းကတော့ကျွန်တော်အကုန်လုံး NISA မှာအယောင်အဝယ်လုပ်လို့ရတယ် NISA မှာပဲသုံးလို့ရတယ်ဘာလို့လဲဆိုရင်အခွန်ပေးစရာမလိုအဲ့ဒါကတော့အကောင်းဆုံးပေါ့နော်နောက်တစ်ခုတုတ်သိအကောင့်တုတ်သိအကောင့်မှာနှစ်မျိုးရှိပါတယ်ကျွန်တော်ဒီ broker အကောင့်စဖွင့်တဲ့ချိန်မှာတတိထားမိကြလားမသိဘူးเนาะအဲ့မှာသူမေးထားတယ်ဒီအခွန်ကိုကိုယ့်အကိုတင်ပါလား broker ကိုတင်ခိုင်းပါလားဆိုပြီးတော့မေးတာရှိတယ်ဒါပေမဲ့သူကသူ broker ကသူ recommend ပေးတယ် OSSME လုပ်ပေးတဲ့ဟာကဒီ broker ကိုတင်ခိုင်းမယ်ပေါ့နော်အဲ့ဒီဟာကိုသူက auto သူကရွေးပေးတာရှိတယ်တချို့ကဒါအဲ့ဒီ auto ပဲသွားမှာဖြစ်တယ်ဒါကျွန်တော်ဗီဒီယိုကြည့်ရလူတွေကလည်းအကုန်လုံးအဲ့ဒီ auto နဲ့ပဲသွားကြမယ်ထင်တယ်အဲ့မှာတုတ်သေးအကောင့်မှာက Ginseng Yoshisho အဲ့ဒီရှိတယ်nashi ဆိုတဲ့ဟာရှိเนาะနှစ်ခုရှိပါတယ်ဆိုတော့ခုနကျွန်တော်ပြောလာတဲ့ဟာက Ginseng Yoshisho အဲ့ဒီဆိုတဲ့ဟာက broker တင်ခိုင်းတာဆိုတော့ကျွန်တော်ရောင်းဝယ်တယ်ဒီအရှုံးအမြတ်တွေအလုံးကိုเนาะဒီ broker ကတွက်ပေးတယ် broker ကအကုန်လုံးတွက်ပေးပြီးတော့အခွန်တစ်ခါတည်းဖြတ်ပေးတယ်ပြီးရင်တင်တယ်ပေါ့နော်ကျွန်တော်ဘာမှလုပ်စရာမလိုအဲ့အပိုင်းကနောက်တစ်ခုက nashi ပေါ့နော် Ginseng Yoshisho nashi ဟာဆိုလို့ရှိရင်ကိုကျွန်တော်တင်ရမှာဖြစ်တယ်ဒီတစ်နှစ်လုံးရဲ့အရှုံးအမြတ်တွေအကုန်လုံးကျွန်တော်စီးရင်လုပ်ပြီးတော့ကျွန်တော်စေးမလျှော့ဘူးเนาะအခွန်ရုံးကိုတင်ရမယ်တင်တဲ့အခါမှာကိုယ်တိုင်သွားပြီးတော့တင်လို့ရတယ်လို့ဒီ online e-tax ကနေလည်းတင်လို့ရပါတယ်တခုပြဿနာကအလုပ်ရှုပ်တယ်เนาะအဲ့အခွန်တွေလောက်ရတဲ့ဟာကတော်တော်လေးအလုပ်ရှုပ်ပါတယ်အဲ့ဒါပေါ့ပြီးရင်ပိတ်စံလဲပေးရ20ရာခိုင်နှုန်းကျော်ဖြတ်မလားဆိုတော့ capital gain အတွက်ကလည်း20ရာခိုင်နှုန်းကျော်ဖြတ်တယ်ဆိုတော့ကျွန်တော်ကတော့ဒီပုံမှန်ဒီတကူရဲ့ investment amount ကလေ1,800လောက်ပဲရှိနေတယ်ဆိုလို့ရှိရင်တော့အဲ့ဒီအတွင်းဆိုလို့ရှိရင်တော့ပုံမှန်NISA နဲ့ပဲလုပ်စေချင်တယ်တကယ်လို့ကိုကငွေက1,800ကျော်သွားပြီဆိုလို့ရှိရင်တော့ဒါတစ်မျိုးပေါ့နော်တုတ်သေးအကောင့်သုံးလို့ရတယ်ဆိုတော့အဲ့ဒါပါပဲသူတို့ဒီကွာခြားချက်ကတော့NISAဆိုလို့ရှိရင်အခွန်ဆောင်ဆရာမလို့တုတ်သေးဆိုလို့ရှိရင်တော့အခွန်ဘယ်လိုပဲဖြစ်ဖြစ်ကိုလောက်တာနဲ့မလောက်တာပဲရှိအခွန်ကတော့ပေးရမှာပဲဆိုတော့အလုံးအဆင်ပြေမယ်လို့ထင်ပါတယ်ခုချိန်ကစပြီးတော့မေးစရာရှိလို့ရှိရင် Messenger မှာပို့ပြီးတော့မေးတာထည့်လို့ရှိဒီ comment မှာရေးပြီးပေါ့နော်ဒီလိုမေးလို့ရှိရင်ကျွန်တော်ဒီလိုဗီဒီယိုလေးလုပ်ပြီးတော့ပြန်ဖြေပေးပါမယ်လို့အားလုံးကျေးဇူးတင်ပါတယ်နောက်မှပြန်တွေ့မယ်